ယူတာဟေးမင်းနဲ့ကလည်းဂိမ်းပြိုင်ဆော့မလားကွာဘာဂိမ်းလဲဆိုတော့ခုလူဆော့များတယ်ဒီကားဂိမ်းလေးလေအဲ့ကားဂိမ်းလေးကိုမင်းနဲ့ကလည်းပြိုင်ဆော့မယ်ကွာဟာကိုကြီးကိုကျူယူတာကိုစိန်နာခေါ်လိုက်တာပဲဗျယူတာကဒီဂိမ်းကိုမြဲတမ်းလေ့ကျင့်လာတာဖြစ်တဲ့အတွက်ကျွမ်းတယ်ဗျစဉ်းစားကြည့်ရရင်တော့ဆော့တော့ဆော့ကျင်တယ်ဗျဒါနဲ့ဘယ်လိုဆော့မှာလဲโอเคမင်းကစီမင်းစီကံပြောပြမယ်တယောက်ကို3ခေါက်စီဆော့မယ်ကွာ3ပွဲမှာပွဲပေါင်းများစွာနိုင်တဲ့လူကနိုင်တယ်ကွာငါတို့ကြံတော်တော်လေးတော့ကောင်းတယ်ဗျာကိုကြီးကိုကျိုးအကြံတော်တော်လေးတော့ကောင်းတယ်ယူတာလည်းစိတ်တော့ဝင်စားတယ်ဗျာဒါမဲ့လည်းမစောတော့ပါဘူးဗျာယူတာရမင်းကလည်းမသွားပါနဲ့ကွာမင်းကလည်းငါပြောနားထောင်ပါအောင်မင်းစားတယ်နဲ့မုတ်တွေကိုငါလိုက်ွယ်ကျွေးပါမယ်ကွာမင်းကလည်းကွာစိတ်ဝင်စားတယ်ပြီးရောဟာမဟုတ်ဘူးစော့မယ်ကဲဒါဆိုရင်ဘယ်သူရင်စော့မှာလဲပြောယူတာပဲရင်စော့မယ်ဟုတ်ပြီမဲ3ပွဲပဲเนาะโอเคစလိုက်ရအောင်ပါ let's go A few moments later ကိုကြီးယူတာစဆော့ပြီเนาะအမလီမှောက်မှာတိုင်ပတ်နေမယ်ကွာငါကိုကြီးဝယ်ကျွေးရမုတ်တီကိုလိုက်တော့စားခြင်းနဲ့ကွာငါနိုင်မရမယ်အမလီတိုင်မယ်ညနေရှင်းရှော့သေးလိမ့်မယ်အမလီယူတာလူကန်ကောင်းတယ်ကိုကြီးယူတာရဲ့စကေကိုကြည့်နေပါဗျာယူတာထက်ခါလေးကျင့်လာတာအမလီကားချင်းလို့ရှေ့ဘင်းရဘလို့ဖြစ်လို့ထင်းလုံးထောင်နေရတယ်အမလီဖရုပ်အမလီဒီနာအရှိန်နဲ့ရှော့တင်နေကွာအမလီတေးအမလီဗျာတော့ထက်ခါလေးကျင့်လာတော့ပါဗျာကိုကြီးတုတ်3ခေါက်နော်2ခေါက်ကြံသေးတယ်နော်တော့ထင်သေးနေဟလား2ခေါက်ကြံသေးတယ်ဗာမှတ်နေတယ်โอเคစီကုန်တော့မယ်စီရပြီဆိုတော့အမလီအရှိန်နဲ့ဝင်သွားလုံးရှေ့ရှော့ဖရိယအမလီအဲ့နေရာတွေကခမတင်မှောက်နိုင်တယ်ကွာဖရိယအမလီသေးပြန်ပြီဟာနောက်ဆုံးတစ်ချိန်ခုနကတော့ပတ်စံနေရတယ်ကွာစုပါအောင်ပတ်စံဘယ်လောက်ရလဲဆိုတော့မသိလိုက်ဘူးဗျဒါဘာပဲပြောပါယူတာမီတာခုနကြည့်တယ်မီတာ100 200နီးပါးလောက်တော့ရောက်တယ်ထားပါအောင်အတိအကျတော့မပြောတော့ဘူးတိကျကြည့်မယ်ဆိုရင်ဒီတိုင်းပဲပြောကြည့်မယ်ဆိုရင်130ပဲထားပါ130နောက်တစ်ခါက200အဲ့လိုပဲထားလိုက်ဆိုတော့စုပေါင်း300နဲ့30လောက်ရှိမယ်sorry 130နဲ့200နဲ့ဆိုဟုတ်တယ်နော်300နဲ့30လောက်တော့ရှိတယ်ကဲခုကတော့400ကျော်နေပြီမလဲစောက်ထိုးရေရူလာကိုစိတ်မကောင်းယူတာမင်း800ကျော်ပဲရတယ်ကွာဟာငါစော့ပြမယ်ကြည့်နေကဲယူတာ800နော်နည်းနည်းတော့စွန်းနေကွာငါတွက်ကြည့်လိုက်တဲ့ချိန်မှာသူတွက်ပြသွားတော့ငါကြတော့သူကခလီအုံနောက်ဆိုတော့တီးရတိုင်းပဲလीခုမှဒီကောင်ရွယ်3တန်းလောက်ပဲရှိသေးတာဆိုတော့maybe အမလေးစကားအများကြီးနဲ့ရောင်ကြီးတော်ပြီ800ကျော်ပဲရတယ်ကွာစိတ်မကောင်းငါစကီနဲ့အရောင်2ခေါက်ကြံနေရနော်ယူတာ800ဂျားတွေအစွန်းထွက်တွေတော့မတွက်နဲ့ကွာဥမာ300ကျော်ဆိုရင်လည်းဂျားတွေအစွန်းထွက်တွေမတွက်နေရှုပ်တယ်ဂျားတွေအစွန်းထွက်တွေမတွက်နဲ့ငါခုန200နဲ့3ဆိုတော့200ပဲထားပါโอเคလား200ပဲထားအောင်ပထမပွဲမှာね200ဖြစ်နေပြီနော်ယူတာအမလေးရောင်ငါရှုံးပြီထင်တယ်ဟာယူတာ800ကျော်ရတယ်ကွာငါဘယ်လိုဖြစ်လို့2ပွဲပေါက်မှ400ပဲရတာလေကွာယူတာ800ရတာ
ဒီနောက်ဆုံးတစ်ချိန်မှာငါဒီကောင်ပညာပေးရနောက်ဆုံးတစ်ချိန်မှာငါဒီကောင်ပညာပေးရမယ်ဒီကောင်တွေးကြပြီပေါ့ကွာနောက်ဆုံးတပွဲနဲ့ငါ800ကျော်အောင်လုပ်ပြမယ်ဒါနဲ့ငါနိုင်တာတော့ဟုတ်ပါပြီဒါနဲ့ဒီကောင်ကဘယ်အမလီ wait a minute 200နဲ့ပေါင်းလိုက်တော့ငါတို့400နဲ့300နဲ့ထပ်ပေါင်းလိုက်တော့900ပေါ့ဟာရှုံးသွားပြီကွာကဲယူတာကြီးမင်းကတော့800ငါ900ကွာ100လေးနဲ့ကတ်ရှုံးသွားတယ်ကွာကဲယူတာကြီးဒါဆိုရင်မနေ့ပြန်မင်းစားခြင်းနဲ့မဟုတ်ငါ့ကိုပြောကွာငါလမ်းထိပ်ကမုတ်စည်းထဲမှာငါအကုန်လိုက်ဝယ်ကျွေးမယ်ဟုတ်ပြီလားကဲဒီနေ့ကတော့ကျွန်တော်ယူတာကိုရှုံးသွားပါပြီနောက်နေ့ကျမှဒီကောင်ပြန်ပြီးတော့ကလေးစားချေမယ်ပေါ့နော်ဟေ့ရမင်းကညားကြရင်ထပ်ဆော့မလားဆော့မယ်ကိုကြီးကိုကြီးတာလာခဲ့မယ်ဗျညားကြရင်ထပ်ဆော့မယ်တွေ့ဦးမယ်ညားကြရင်တော့ကဲဒါဆိုရင်ကိုကြီးကျွန်တော်လည်းပြန်လိုက်အောင်မယ်ဗျကဲသွားပြီပြုတ်သွားပြီကဲအားလုံးပဲ TV တော့ကြိုင်လိုက်လိနေခဏပြောရမှာငါပြောရမှာမဟုတ်ဘူးမှားနေကိုကြီးပြောရမှာဒါကိုကြီး channel ဆိုတော့ဒီကောင်ကလည်းဘာပြောနေလဲမသိဘူးငါ channel ပါဆိုငါပြောရမှာပေါ့ကဲအားလုံးပဲဒီနေ့ဗီဒီယိုလေးကြိုင်နေတိုင်းလိုက်လိနေပြီးသွားခဲ့ကြပါအောင်တော့လဲ subscribe လေးနှိပ်ပြီးတော့လဲအားပေးသွားခဲ့လို့ရပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ bye bye